အားလုံးပဲမင်္ဂလာပါ PK Lottery မှာကြီးသေးရွေးပြီးတော့ဘယ်လိုမြတ်ရှာမလဲဆိုတာကိုဟဲ့တောင်းပြီးတော့ဆော့ပြပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးဆော့ရမယ့်နေရာတော့ဒီထီတဲ့ဝင်နော်ထီတဲ့ဝင်ပြီးရင်ထီကိုနှိပ်လိုက်ခဏနေထီကိုနှိပ်မယ်ဝင်ကိုတဲ့ဝင်မယ်ပြီးရင်ဒီမှာဝင်ကိုမှာ30စက္ကန့်ရဲ့1မိနစ်ရဲ့3မိနစ်5မိနစ်ရဲ့ဆိုပြီးရှိအဲ့တော့1မိနစ်ကိုဆော့နော်အမိနစ်မှာဒီကအကြီးသေးရွေးတော့ဆော့အဲ့တော့ဟဲ့နဲ့တောင်းပြီးတော့ဆော့မှာဖြစ်တဲ့အတွက်ဟဲ့ထဲဝင်မယ်ဟဲ့ထဲဝင်မယ်အဲ့တော့ဟဲ့မှာဒီမှာနောက်ဆုံးမှာ38ကျင်းအတွက်38ကျင်းအတွက်ကျွန်တော်မှာ9000ရှိတယ်နော်9000ရှိတယ်အဲ့တော့ဒီမှာ30ရှိပါနော်ဒီ38ကျင်းအတွက်ပြီးပါပြီအဲ့တော့ခု39ကျင်းအတွက်ဘာလို့ရမလဲဆိုရင်ဟဲ့မှာနေလိုက်ဘေးအကြီးအဲ့တော့အကြီးသူပြောတဲ့အကြီးကိုကျွန်တော်100ထိုးမယ်100ထိုးလိုက်ဒီကို100ထိုးလိုက်ပြီးအဲ့တော့ထိုးပြီးသားဟောက်ဒီ9ခိုင်းမှတ်တဲ့နေရာမှာဝင်ကြည့်လို့ရတယ်ကျွန်တော်ထိုးထားတာအကြီးထိုးလိုက်ပြီထိုးပြီးတော့1မိနစ်ဖြစ်တဲ့အတွက်1မိနစ်စောင့်ဒီမှာ9နဲ့နော်9နဲ့အဲ့တော့ဒါဆိုရင်အချိန်40အတွက်နော်40အတွက်ဆိုရင်တစ်ခါတက်ပြီးတော့နှိပ်ကြည့်မယ်ဘာထိုးရမလဲဆိုတာသမောအသေးအဲ့တော့ခုန100နိုင်တဲ့အတွက်အခု100ပဲထိုးမယ်100နိုင်100ပဲထိုးမယ်100ထိုးလိုက်ပြီငါးခိုင်းမှတ်တဲ့နေရာမှာထိုးတောက်ကြည့်လို့ရတယ်100ဒီမှာနိုင်နေနော်နိုင်နေအဲ့တော့အခု40ကြိမ်အတွက်40ရွေးဘာထိုးရမလဲကြည့်လိုက်အောင်ပါအသေးပဲအဲ့တော့ခုန100နိုင်တာဖြစ်တဲ့အတွက်100ပဲထိုးမယ်100ထိုးလိုက်ပြီမှာထိုးထားတဲ့ဟာကိုပြန်ကြည့်မယ်1မိနစ်စောင့်မယ်နော်အဲ့မှာဘာရောက်ပါလဲအကြီးကြပါတယ်မနိုင်ဘူးနော်ရတယ်မနိုင်တဲ့ကိစ္စမရှိဘူး42ကြိမ်အတွက်ဘာထိုးရမလဲကြည့်မယ်အကြီးအဲ့တော့ခုနရှုံးသွားတာဖြစ်တဲ့အတွက်100
တရားရှုံးလာဖြစ်တဲ့အတွက်တရားပဲထိုးလို့မရဘူးတရားရှုံးသွားရင်300ထိုးရမယ်နော်ဒီမှာ100ရဲ့3စား300စုစုပေါင်းပမာဏ300နှိပ်ရပြီအဲဆိုကျွန်တော်100ရှုံးလို့300ထိုးတာ100နဲ့9နေတော့နောက်တစ်ချိန်နဲ့100ပဲထိုးသူ100ကျွန်တော်ထိုးလိုက်တော့ရှုံးသွားပြီရှုံးသွားတဲ့အတွက်100ရဲ့3စား300ထိုးရမယ်အဲ့ဒါမှအရင်ရောအမြတ်ကိုပြန်ရမှာအသေးကြပါနော်ကျွန်တော်ထိုးတာအကြီးရတယ်ရှုံခု42ချိန်အတွက်ပြီးသွားပြီ43ချိန်အတွက်ကျွန်တော်ကြည့်လိုက်အောင်မယ်ဟဲ့မှာဗာပေးမယ်ဆိုတာကြောက်စမောအသေးပြီးနော်အသေးခုန100 300 100လည်းရှုံးတယ်300လည်းရှုံးတယ်အဲ့ဆိုရင်800ထိုးမယ်အဲ့တော့800ထိုးလိုက်ပြီငါးနေကြနေတယ်9ရနေတော့ကျွန်တော်မိလိုက်တယ်ကျွန်တော်မမိလိုက်ဘူးเนาะ42ချိန်မှမမိဘူး43ချိန်ကျော်သွားတယ်44ချိန်တော့ဘာလို့မှမကြည့်လိုက်အောင်မယ်43ချိန်မှာအသေးထိုးမယ်အသေးပြနေအဲ့တော့အသေးခုန100 300ရှုံးသွားတဲ့အတွက်800ထိုးမယ်တရားတော့ဒီမှာကျွန်တော်800မှာ9သွားပြီเนาะအဲ့တော့တွက်ကြည့်မယ်ဆိုရင်100 300ရဲ့800ဆိုတော့900 1200ရှုံးတယ်ဒါမှပြန်ရတော့1500เนาะ1500ပြန်ရတယ်အဲ့တော့300နိုင်တယ်ပေါ့เนาะအခု45ချိန်ပြီးတော့46ချိန်အတွက်ဘာထိုးရမလဲကြည့်လိုက်အောင်မိသေးလားမသိမမီတော့ဘူးเนาะအကြီးထိုးခိုင်းဒါပေမဲ့မမီတော့ဘူးမထိုးတော့နောက်တစ်ချိန်မှပြန်စမယ်ထားလိုက်တော့เนาะအခု46ပြီးတော့46ချိန်အတွက်เนาะ46ချိန်အတွက်အကြီးထိုးပါတော့အကြီးထိုးမယ်ခုန9သွားတာဖြစ်တဲ့အတွက်တရားနေပြန်စထိုးရမယ်တရားထိုးလိုက်ပြီเนาะတရားထိုးလိုက်ပြီတရား9သွားလို့တရားပြန်ထိုးတော့9သွားတာကိုရှောက်ပြီးတော့အများကြီးထိုးလို့မရဘူးတရားနေပြန်စထိုးမင်း10မိနစ်ဖြစ်တယ်10မိနစ်ဆောက်ဘာကြလဲကြည့်လိုက်အောင်မယ်အကြီးကြနိုင်တယ်နော်အဲ့တော့ခု48ချိန်ပဲဘာထိုးရမလဲကြည့်လိုက်အောင်မယ်စမောအသေးအဲ့တော့ခုနတရားနိုင်တာဖြစ်တဲ့အတွက်နိုင်ရင်တရားပဲထိုး1000အစားထိုးလိုက်ရတယ်1000အစားထိုးလိုက်ရတယ်
နော်အဲ့တော့30ရစားလို့တဲ့လူက30ရှုံးရင်30ထိုး30ရှုံးရင်80ထိုး80ရှုံးရင်240ထိုးနော်3စားတို့နဲ့ထိုးမှဆိုရင်100 300 900 2900 3နဲ့မြောက်ထိုး9နဲ့ဆိုရင်တော့100ဆို100ပဲထိုးဒီမှာထိုးထားတာအသေးဘာကြမလဲကြည့်လိုက်အောင်မနိုင်ဘူးနော်ရတယ်မနိုင်လည်းကိစ္စမရှိဘူး48ကျင်းအတွက်ဘာထိုးရမလဲကြည့်လိုက်မယ်ကြီးတဲ့အဲ့တော့ခုန100ရှုံးသွားပြီနော်ရှုံးသွားရင်300100ရှုံးလို့300ထိုးတာနော်ဇာတို့ထိုးနိုင်လေမြက်လေပေါ့နော်ကဲထိုးတာအကြီးကြတာအသေးမနိုင်ဘူးမနိုင်လည်းကိစ္စမရှိဘူးအခု49ကျင်းအတွက်အကြီးတဲ့အဲ့တော့ခုန100 300ရှုံးရင်800ဒါမှမဟုတ်900ထိုးနော်900ထိုးမယ်အဲ့တော့100ရဲ့ဒီမှာအောက်မှာ9စားဆိုတော့900ထိုးလိုက်ပြီကျွန်တော်900ထိုးလိုက်ပြီဒီမှာစက္ကန့်အောက်မှာဒီမှာ49ချိန်เนาะဒီတက်မှာ49ချိန်ဒီမှာလည်း49ချိန်အဲ့လိုဖြစ်နေရပါเนาะအားကြမလဲကြည့်လိုက်အောင်เนาะအကြီးကြပါအဲဆိုရင်1964ဖြစ်သွားပြီเนาะအဲ့တော့အဲ့လိုမျိုးရှုံးရင်เนาะ100ရှုံးရင်300 300ဆက်ရှုံးရင်900ထိုးเนาะနိုင်နေတော့100ပဲဆိုအဲ့တော့ကျွန်တော်ဆော့တာ9000ကနေခုမှ8100နိုင်တယ်ပေါ့နော်ဒီလိုမျိုး head and နဲ့ဆော့ခြင်းလို့ရှိရင်ကျွန်တော်ရဲ့ Telegram account ကိုနော် highlight Telegram account ကနေ high ပြီးတော့အကောင့်ခွင့်ငွေသွင်းခွင့်ထုတ်ပြီးတာနဲ့ကျွန်တော်ရဲ့ head free ပေးသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်